အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဇလန်းအစမှာတော့ကော်ရီယိုလေးနက်ကဘိုရှန်နယ်ဆက်ကိုပြန်လာတဲ့အချိန်သူဟာအာဖီဒီယက်ရဲ့စစ်သားတစ်ယောက်ဖြစ်နေသေးကြောင်းပြောနေရတဲ့အစပြုထားပါတယ်။ဒါပေမဲ့အာဖီဒီယက်တို့ကတော့သူ့ကိုတစ်ဆက်ဖောက်လို့ပြောပါတယ်။ဒါတွေအားလုံးရဲ့အစကိုပြန်သွားရမယ်ဆိုရင်တော့ရောမနဲ့ဘော့စကီနိုင်ငံတို့အကြားစစ်ပွဲကြောင့်စားနပ်ရိက္ခာလုံလုံလောက်လောက်မရရှိတဲ့အတွက်ရောမမြို့မှာအထီးကရုံးတွေဖြစ်နေကြပါတယ်။အဲဒီအချိန်မှာဆန္ဒပြတဲ့အဖွဲ့တစ်ဖွဲ့ကတိတ်တဆိတ်တွေ့နေကြပြီးမာရှယ်လို့ခေါ်တဲ့ရောမဘူချုပ်အကြောင်းပြောဆိုနေကြပါတယ်။သူတို့ကမာရှယ်ကိုလက်ရှိဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်လို့ပြစ်တင်နေကြပြီးတယောက်ကမာရှယ်ကိုပြစ်တက်ဖို့အတွက်တောင်အကြံပေးပါတယ်။ဒါပေမဲ့ကျန်တဲ့သူတွေကသဘောမတူကြပါဘူး။အဲဒီနောက်တော့ဆန္ဒပြသူတွေကအတူတကွလမ်းလျှောက်လာပြီးဂိတ်တကားကိုဖျက်ဆီးလိုက်ကြပါတယ်။လုံခြုံရေးတွေကလည်းအခြေအနေကိုထိန်းချုပ်နိုင်ဖို့ဆောင်ရွက်နေကြချိန်မာရှယ်ကထွက်လာပြီးဆန္ဒပြအဖွဲ့ကခေါင်းဆောင်ကိုသူတို့လုပ်နေရတွေနဲ့ပတ်သက်ပြီးဝေဖန်ပါတယ်။ရဲရီကတော့ဆန္ဒပြသူတွေကိုနောက်ဆုတ်သွားဖို့နဲ့လူစုခွဲဖို့အတွက်ဆက်လုပ်ပါတယ်။တစ်ဖက်ကဘိုရှန်ဌာနချုပ်မှာတော့ဘိုရှန်စစ်တပ်ရဲ့ခေါင်းဆောင်အာဖီဒီယက်ကရောမစစ်သားတယောက်ကိုစစ်ဆေးမေးမြန်းနေပါတယ်။သူကရောမမှာဖြစ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးမေးတော့တောင်းတမှုတွေအကြောင်းနဲ့ဆန္ဒပြနေတဲ့အကြောင်းပြောပြပါတယ်။မာဖီဒီယက်ကနားထောင်ပြီးတော့သူ့ရဲ့ခေါင်းကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်။ဒါတွေကိုရိုက်ကူးထားတဲ့ဗီဒီယိုကိုမာရှက်ကကြည့်နေပြီးအာဖီဒီယက်ရဲ့အကြောင်းကိုဆွေးနွေးကြပါတယ်။မာရှယ်နဲ့အာဖီဒီယက်တို့ကအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပူးကြပြီးတယောက်နဲ့တယောက်ကကဘာမကြေရဲ့ရန်သူတွေလို့သဘောထားကြတာဖြစ်ပါတယ်။နောက်တစ်ချိန်စစ်ပွဲမှာပြန်တွေ့ရင်အဲ့ဒီချိန်ကနောက်ဆုံးတွေ့ရဖြစ်ပြီးမာရှက်ကအာဖီဒီယက်ကိုတပ်ပစ်မယ်လို့ပြောထားသလိုအာဖီဒီယက်ကလည်းမာရှက်ကိုတပ်ပစ်မှာလို့ပြောပါတယ်။ဘိုရှန်မျိုးဖြစ်တဲ့ကိုရီယိုကိုမာရှက်ကဝင်စီရောမာရှက်ရဲ့စစ်သားတွေလည်းအကြအဆုံးများပါတယ်။မာရှက်ကစိတ်သက်မာကျော်ဖို့နဲ့စက်တိုက်ခိုက်ဖို့အမိန့်ပေးပါတယ်။ဒါနဲ့မာရှက်ရဲ့တပ်ဖွဲ့လည်းစက်တိုက်နေကြတော့မာရှက်ကဘိုရှန်စစ်သားတယောက်နဲ့ထိတ်တိုက်တွေ့ပြီးတပ်ပုတ်ကြရင်နဲ့နောက်ဆုံးတော့ဘိုရှန်စစ်သားကိုတပ်လိုက်ပါတယ်။အဲ့ချိန်မှာမာရှယ်ရဲ့အမေဖြစ်သူဘော်လန်ဒီယာကချွေးမဖြစ်သူဘာဂျီလီယာကိုပြုံးပြုံးရွှေရွှေနေဖို့ပြောပါတယ်။သူမကတော့သားဖြစ်သူအတွက်ခုံယူကြောင်းမာရှက်သားတီးဆုံးသွားရင်လည်းမြင့်မြတ်တဲ့ကြာဆုံးမှုဖြစ်မှာလို့ပြောပါတယ်။လွတ်တော်အမတ်ဖြစ်တဲ့မန်နန်ဒီယက်ကသူတို့ကိုစိတ်ပြေလက်ပြအပြင်ထွက်လာကြဖို့အကြံပြုတော့ဘာဂျီလီယာကသူမအမျိုးသားပြန်လာမှပဲအပြင်သွားတော့မယ်လို့ပြန်ပြောပါတယ်။ဒါနဲ့သူမကိုစိတ်မပူဖို့နဲ့မာရှက်ကမကြခင်ပြန်လာတော့မှဆိုပြီးအားပေးပါတယ်။တစ်ဖက်မှာတော့မာရှက်ရဲ့စစ်သားတွေကမာရှက်ကိုမတွေ့လို့စိုးရိမ်နေကြတဲ့အချိန်မာရှက်ကထွက်လာပြီးမျက်နှာမှာလည်းရန်သူသွေးတွေကပေးကျန်နေပါတယ်။မာရှက်လည်းသူ့တပ်ဖွဲ့ကိုခေါ်ပြီးအာဖီဒီယက်ကိုလိုက်ရှာပါတယ်။မာရှက်တို့တပ်ဖွဲ့ကနောက်ဆုံးမှာတော့မြို့ကိုသိမ်းပိုက်လိုက်ပါတယ်။စစ်ပွဲလဲပြီးတော့မာရှက်နဲ့အာဖီဒီယက်တို့ကထိတ်တိုက်တွေးကြပြီးဓာတ်တချောင်းစီနဲ့သာတိုက်ခိုက်ကြပါတယ်။တိုက်ခိုက်ရင်းနဲ့ပဒင်းပေါက်ကနေအပြင်ကိုရောက်လာပြီးတယောက်နဲ့တယောက်လုံးထွေးတပ်ပုတ်နေကြပါတယ်။အဲဒီချိန်သူတို့နာကိုဘုံကျကွဲပြီးနှစ်ယောက်လုံးသတိလစ်သွားကြပါတယ်။အာဖီဒီယက်ကဒဏ်ရာတွေရထားတာတော့စက်တိုက်ချင်နေသေးပေမဲ့သူ့ရဲ့စစ်သားတွေကသူ့ကိုလာခေါ်သွားတာကြောင့်တိုက်ပွဲလဲအဆုံးသတ်သွားပါတယ်။သူကတနည်းတော့မာရှက်ကိုတပ်ပစ်မယ်လို့ကြုံသွားပါတယ်။ဒီလိုနဲ့မာရှက်ကအောင်ပွဲခံပြီးရောမကိုပြန်လည်ရောက်ရှိလာပါတယ်။မာရှက်ရဲ့အောင်မြင်မှုနဲ့ရဲရဲမှုကိုဂုဏ်ပြုတဲ့အနေနဲ့ဗိုလ်ချုပ်ကိုမီနီယက်ကမာရှက်ကိုကော်ရီယိုလေးနဲ့ဆိုတဲ့ဂုံတူးဘွဲ့ချီးမြှင့်ပြီးတရားဝင်နာမည်ခေါ်တွေ့စေပါတယ်။မာရှက်ရဲ့အမေဖြစ်သူကတအားဂုဏ်ယူပြီးဝမ်းသာနေပါတယ်။မာရှက်ကသူ့အမျိုးသမီးကိုအနမ်းနဲ့နှုတ်ဆက်လိုက်ပြီးနောက်ဆိုငိုနေကြမလို့တော့ဘူးလို့ပြောပါတယ်။သူ့ရဲ့သားလေးကိုလည်းပြုံးပြလိုက်ပါတယ်။အဲဒီနောက်သတင်းတွေမှာမာရှက်အခုကော်ရီယိုလေးနဲ့ဟာကောင်စစ်ဝင်အဖြစ်ဝင်ရောက်ရှင်ပြိုင်တဲ့နယ်လို့ဖော်ပြလာကြပါတယ်။သူ့ရဲ့အမေကလည်းသူ့ကိုဝင်ပြိုင်စေချင်တာပါ။သူကမပြိုင်ချင်ပေမဲ့နောက်ဆုံးတော့လိုက်ရောလိုက်ပါတယ်။မန်နန်ဒီရဲ့အကူအညီနဲ့ကော်ရီယိုလေးနဲ့ကအလွယ်တကူပဲစီးနှိမ်လွတ်တော်မှာအနိုင်ရလိုက်ပါတယ်။ရောမထုံးစံအရတော့ပြည်သူတွေရဲ့မဲဆန္ဒကိုပါခံယူရမှာဖြစ်ပါတယ်။အစပိုင်းမှာတော့မဲပေးဖို့ကိုဝင်လင်းနေကြပေမဲ့နောက်ဆုံးတော့သူကမဲနိုင်သွားပါတယ်။ဒါပေမဲ့စီးနှိမ်လွတ်တော်တွေကဘရူတက်နဲ့စီစီနီရက်တို့ကကော်ရီယိုလေးနဲ့နိုင်ငံရေးတွေဝင်လာတာကိုသဘောမကျကြပါဘူး။ကော်ရီယိုလေးနဲ့ကပိုပြီးဩစာညောင်းသွားမှာကိုစိုးရိမ်နေကြပြီးပြည်သူတွေရဲ့ဆုံးဖြတ်ချက်ပြန်ပြောင်းသွားအောင်လို့နောက်ထပ်ဆန္ဒပြပွဲဖြစ်လာအောင်လှုံ့ဆော်ပါတယ်။ကော်ရီယိုလေးနဲ့ကိုတစ်ဆက်ဖောက်လို့ဆွဆွဲပြီးရန်သူလို့သမုတ်ပါတယ်။ကော်ရီယိုလေးနဲ့ကလည်းဒေါသတကြီးနဲ့ပြန်ပြောပါတယ်။ဘရူဒန်နဲ့စီစီနီရက်တို့ကိုပါအပြင်ကိုဆွဲထုတ်လိုက်ပါတယ်။ဒါနဲ့သူတို့နှစ်ယောက်ကကော်ရီယိုလေးနဲ့သာကောင်ဆွေဝင်ဖြစ်သွားရင်ပြည်သူတွေရဲ့အခွင့်အရေးတွေဆုံးရှုံးသွားမယ်ဆိုပြီးစီရီနီရက်ကကော်ရီယိုလေးနဲ့ကိုတည်တံပေးဖို့နဲ့ဖမ်းဆီးဖို့အော်ပြောပါတယ်။လူတို့ကလည်းပါဝင်လာကြတဲ့အတွက်မန်နန်ဒီယက်ကကော်ရီယိုလေးနဲ့ကိုအိမ်ပြဖို့နဲ့ခဏရှောင်နေဖို့ပြောပါတယ်။အဲဒီနောက်မန်နီနီယက်ကဘရူတက်နဲ့စီစီနီရက်တို့ကိုတွေ့ပြီးကော်ရီယိုလေးနဲ့ကိုခွင့်လွှတ်ဖို့နဲ့သူတို့လည်းပြစ်မှုအတွက်အေးအေးချမ်းချမ်းဝင်ခံခိုင်းမယ်ဆိုပြီးညှိနှိုင်းပါတယ်
ဒါနဲ့မန်နန်နီရဲ့လည်းကော်ရီယိုလေးနက်ရဲ့အိမ်ကိုသွားပြီးဒီအကြောင်းကိုပြောပြပါတယ်။ဒါပေမဲ့ကော်ရီယိုလေးနက်ကတော့ဒီလိုလူတွေနဲ့ငြိမ်းချမ်းရေးမလုပ်ချင်ပါဘူးလို့ဒေါသတကြီးပြန်ပြောပါတယ်။သူ့ရဲ့အမေကတော့သူ့အသက်ချမ်းသာရဖို့အတွက်ညှိနှိုင်းခိုင်းပါတယ်။နောက်တော့ကော်ရီယိုလေးနက်နဲ့မန်နန်နီရဲ့တို့ကရုပ်တံထုတ်လွှင့်မှုလုပ်ပြီးတွေ့ဆုံညှိနှိုင်းကြတော့ဘရူဒန်နဲ့စီနီနီရက်တို့ဦးဆောင်တဲ့အဖွဲ့ကတော့လောင်ပြောင်နေကြပါတယ်။မန်နန်နီရဲ့ကတော့စီယုံတိမ်သွင်းပြီးပြောနေချိန်စီနီရက်ကကော်ရီယိုလေးနက်ကိုတစ်ဆက်ဖောက်လို့ထခေါ်လိုက်တော့ကော်ရီယိုလေးနက်ကဒေါသထွက်သွားပြန်ပါတယ်။ဒီလိုနဲ့လူတွေကကော်ရီယိုလေးနက်ကိုထွက်သွားဖို့អော်ပါတယ်။ကော်ရီယိုလေးနက်ကလည်းသူ့ကိုရောမမျိုးကနေနေထုတ်လဲဒီကဘာကြီးထဲမှာသွားစရာနေရအများကြီးရှိသေးရဲ့လို့ပြန်တုတ်ပြန်ပါတယ်။ဒီလိုနဲ့ရောမကနေနေထုတ်ခံရပြီးနောက်တောထဲမှာသွားနေပါတယ်။ကော်ရီယိုလေးနက်ရဲ့အမေနဲ့အမျိုးသမီးတို့ကတော့ဘရူဒန်နဲ့စီနီရက်တို့ကိုမဟုတ်မမှန်ဆွဆွဲတယ်ဆိုပြီးရန်သွားတွေ့ပါတယ်။ဒါနဲ့မန်နန်နီရက်ကဝင်းဖြန့်ဖြေးပေးပြီးညစာစားဖို့ဖိတ်ပေးမယ်ဗော်လန်နီယာကသူမရဲ့သားပြန်လာမှပဲထမင်းစားနိုင်မယ်လို့ပြောပါတယ်။ဒီလိုနဲ့ကော်ရီယိုလေးနက်ကသူ့ရဲ့ရန်သူတော်ကြီးအာဖီဒီယက်ကိုသွားတွေ့ပါတယ်။သူကအန်တီယန်မှာရှိတဲ့အာဖီဒီယက်တို့ရဲ့ဌာနချုပ်စီသွားပြီးလက်မြောက်ဝင်လာတော့ဆက်စချင်းအာဖီဒီယက်ကသူတို့နောက်ဆုံးတွေ့တော့ကပုံစံနဲ့လုံးဝမတူတော့တာကြောင့်သူ့ကိုဘာလို့လဲဆိုပြီးမေးပါတယ်။ကော်ရီယိုလေးနက်ကသူ့ကိုနှင်ထုတ်ခဲ့တဲ့ရောမောင်လက်စားချေချင်တာကြောင့်သူ့ကိုတက်ခွင့်ပြုပြီးဒါပေမဲ့ရောမကိုစစ်အတူတူတိုက်ဖို့တောင်းဆိုပါတယ်။အာဖီဒီယက်ကသူ့လယ်ပင်ပေါ်ကိုဓာတ်ထောက်ထားပြီးနောက်ဆုံးတော့အတော်ဆုံးဗိုလ်ချုပ်တယောက်နဲ့အတူတူစစ်တိုက်ရမှာဂုဏ်ယူမိရဲ့ဆိုပြီးလက်ခံလိုက်ပါတယ်။ဒါနဲ့ပဲကော်ရီယိုလေးနဲ့နှစ်ယောက်အတူတူရောမကိုစတိုက်ခိုက်ဖို့လုပ်ပါတယ်။ရောမကလူတွေကလည်းကော်ရီယိုလေးနဲ့ကဘိုရှန်တက်တွေနဲ့အတူရောမကိုလာတိုက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာကိုစိုးရိမ်နေပြီးတစ်ဖက်ကလည်းအာဖီဒီယက်ရဲ့လူတွေကကော်ရီယိုလေးနဲ့အပေါ်မယုံသင်္ကာဖြစ်နေပါတယ်။အာဖီဒီယက်ကတော့သူ့ကိုယုံကြည်ထားပြီးသူ့ကြောင့်ပဲရောမကိုအနိုင်တိုက်မယ်လို့ပြောပါတယ်။ရောမမျိုးဘက်ကနေကော်ရီယိုလေးနဲ့ရဲ့တငယ်ချင်းဖြစ်သူဗိုလ်ချုပ်တိုက်တက်ကိုဆေးလွတ်ပြီးညှိနှိုင်းခိုင်းမိမဲ့မအောင်မြင်ခဲ့ပါဘူး။တခါမန်နန်ဒီယက်ကိုသွားပြီးနားချကြည့်ဖို့ပြောပါတယ်။ဒါနဲ့သူလည်းကော်ရီယိုလေးနဲ့ကိုသွားတွေ့ဖို့စခန်းကိုရောက်သွားပါတယ်။သူကကော်ရီယိုလေးနဲ့ကိုတောင်းပန်ပေးမိကော်ရီယိုလေးနဲ့ကအခုဆိုရင်ရောမကဘသူ့ကိုမှမသိတော့ဘူးဆိုပြီးထွက်သွားဖို့ပြောပါတယ်။အဲ့ဒါနဲ့မန်နန်ဒီရက်လည်းကော်ရီယိုလေးနဲ့ကိုရောမကိုပါကယ်တင်လို့မရတော့ဘူးပဲဆိုပြီးကိုတက်တည်သွားပါတယ်။ကော်ရီယိုလေးနဲ့ကတော့အာဖီဒီယက်နဲ့အတူရောမကိုစားတိုက်ခိုက်နေပါတယ်။သူတို့ကမြို့ပြင်မှာစခန်းချနေအောင်သူ့ရဲ့မိသားစုဝင်တွေကလာတွေ့ပါတယ်။ကော်ရီယိုလေးနဲ့ကတော့သူဟာအရင်တုန်းကလူမဟုတ်တော့ဘူးဆိုပြီးပြောပါတယ်။ဗက်ဂျီလီယာကသူ့ကိုတရိယာနေရဆိုပြီးနမ်းမိမိတ်သူကတော့ပြန်မနှမ်းပါဘူးအမေဖြစ်သူရှိမှတော့ဒူးတစ်ပတ်ထောက်လိုက်ပြီးမိတ်သူ့အမေကသူ့ကိုတားပြီးသူမကပဲဒူးထောက်လိုက်ကသူ့ကိုကောက်စစ်ဝေဖြစ်ဖို့တွန်းအားပေးခဲ့လို့တောင်းပန်နေဆိုပြီးပြောပါတယ်နောက်ပြီးသူမကမိသားစုဝင်အားလုံးကိုဒူးထောက်ခိုင်းပြီးတီးတန့်စကားပြောဖို့တောင်းဆိုပါတယ်ဒါနဲ့ပဲသူမကကော်ရီယိုလေးနဲ့ရှိသွားပြီးဒူးထောက်ကသူ့ကိုဘယ်တော့မှခွင့်မလွတ်သလိုသူ့အမျိုးသမီးရောသားကပါခွင့်မလွတ်ဘူးဆိုပြီးပြောပါတယ်တကယ်တော့သူ့ကိုတစ်ဖက်လက်နဲ့စီးရုံးခဲ့တာဖြစ်ပါတယ်ကော်ရီယိုလေးနဲ့ကသူ့အမေကိုပြန်ဒူးထောက်ပြီးသူ့နောင်နာရကြောင်းနဲ့ငိမ့်ချမ်းရေးလုပ်ဖို့အတွက်သဘောတူလိုက်ပါတယ်ဒီလိုနဲ့ကော်ရီယိုလေးနဲ့ကရောမနဲ့ဘိုရှန်တို့အကြားငိမ့်ချမ်းရေးစာချုပ်ကိုလက်မှတ်ထိုးလိုက်ပါတယ်ဗိုလ်ချုပ်ကိုမီနီရက်ကသူ့ရဲ့အမေဖြစ်သူကိုရောမကိုကယ်တင်လိုက်နိုင်သူဖြစ်ဂုဏ်ပြုလိုက်ပါတယ်အာဖီဒီယက်နဲ့သူ့လူတွေကတော့ကော်ရီယိုလေးနဲ့ကိုစောင့်နေကြပြီးသူ့လူတယောက်ကကော်ရီယိုလေးနဲ့ကတနေ့ကျရင်တစ္ဆာဖောက်နိုင်တယ်ဆိုပြီးပြောခဲ့သားပဲဆိုပြီးပြောပါတယ်အာဖီဒီယက်ကကော်ရီယိုလေးနဲ့ကိုတပ်ပစ်မှာဆိုပြီးပြန်ပြောပါတယ်ကော်ရီယိုလေးနဲ့ပြန်လာတဲ့အခါသူ့ကိုယ်သူအာဖီဒီယက်တို့စီကစစ်သားတယောက်ပါပဲလို့ပြောပြီးမယ်အာဖီဒီယက်ကသူ့ကိုတစ္ဆာဖောက်လို့ခေါ်ပါတယ်သူ့ရဲ့မူလနာမည်မာရှယ်လို့ခေါ်ပြီးကော်ရီယိုလေးနဲ့လို့မခေါ်နိုင်ကြောင်းရောမကိုလက်စားချင်မဲ့ကိစ္စကိုသူကလူယူသွားတာလို့ပြောပါတယ်သူတို့ကြားကအမုန်းတရားကိုရောင်ပေးချပြီးရောမကိုအတူတိုက်ဖို့လှုပ်ထားပြီးမိတ်ဂတိကိုဖောက်ပြတ်တယ်ဆိုပြီးကော်ရီယိုလေးနဲ့ကိုတပ်ပစ်ဖို့အမိန့်ပေးပါတယ်ကော်ရီယိုလေးနဲ့ကစူးစမ်းပြီးခုခံပြီးမိတ်လူအင်အားမမျှတာကြောင့်ဒဏ်ရာအကြီးကျယ်ရကနောက်ဆုံးတော့အာဖီဒီယက်ကဓာတ်နဲ့ထိုးတက်ပြီးဇလန်းလေးလဲပြီးသွားပါတော့တယ်အဆုံးတိကျချုပ်ပြီးရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်